အားလုံးပဲမင်္ဂလာပါခင်ဗျာဒီ mini power station ကတော့300 watt ပေါ့နော်ဒါ modify ဆိုင်ဝတ်ဖြစ်ပါတယ်ဖြည့်ဝဆောက်ပြီးမဟုတ်ပါဘူးဒါကတော့ကျွန်တော်တို့ 3S ကို 8B ပေါ့နော်28 power station အသေးလေးပေါ့နော်ဒါကျွန်တော်အိမ်မှာဘယ်လိုလဲနေရအိမ်မှာယာယီသုံးမှာပဲဖြစ်ပါတယ်ဆိုတော့ဒါကျွန်တော်တို့ဒီကတော့ DC ကို share သုံးလို့ရအောင်လုပ်ပေးထားတာပါ AC ကတော့ရဖိုင်ရခါမှအဲ့လေကျွန်တော်တို့ဖွင့်ရမှာပေါ့နော်တခါလေကျွန်တော်တို့ဒီပန်ကာမဟုတ်ဖဲနဲ့ကျွန်တော်တခြားဖုန်းအသွင်းတာတို့ဘာလို့အသုံးပြုဖို့အတွက်ပါဆိုတော့ဒီမှာတခုဒီကက်ကလေးဒီ modify sign wave ကက်ကလေးတွေနေနဲ့ဆင်မယ်ဆိုလို့ရှိရင်တခုဒီလို AC digital meter တက်လို့ရှိရင်အမှန်မပြပါဘူးဘာလို့လဲဆိုတော့သူတို့နှစ်ယောက် single နဲ့မတိုက်ညီလို့ပဲဖြစ်လို့မယ်သူကအဲ့မှာအပြည့်မပြဘူးမယ်ဒီမှာပြပါတယ်နော်20ထွက်တယ်နော်ကောင်းတယ်ပြလို့ရတယ်ဒါ number fan ဆိုလာနဲ့အသင်းတာတော့လောတယ်မထည့်ထားသေးဘူးနော်โอเคဒါတော့သူတိုင်းလေးပေါ့နော်โอเคအားလုံးကျေးဇူးတင်ပါတယ်